slash Sakama ye theအနေထားပေါ့နော်နောက်ပြီးတော့တရုတ်ရဲ့ position ဟလာဆိုတော့ကျွန်တော်တို့2023-24မှာဘယ်နိုင်ငံဒေါ်လာရေးဘက်ကဥမော်လာထော်လာတော့ကျွန်တော်တို့တွေ့ကြည့်တော့မယ်လေရုပ်သိမ်းတိုက်ပွဲကျွန်တော်တို့တွေ့ခဲ့ရတယ် sorry နော်လာရှိုးကျသွားတာကျွန်တော်1027 phase 1 1027 phase 2ထောင်းနဲ့14မှာတော့တရုတ်ရဲ့ခြေလမ်းကိုကျွန်တော်တို့တိတိကျကျထင်ရှားတွေ့လာခဲ့ရတယ်ပြောခဲ့ပါတယ် Zombo ambiguity ဟိုဘက်ဒီဘက်ပေါ်လို့ဒီလိုသူ့မှာ position မထားတော့သူ position ကပို့ပြီးတော့ပြတ်သားလာတယ်စစ်ကောင်စီဘက်ကအဲ့ဒီချိန်ကဦးဇင်းတော်စကားမဘက်ကသူရက်တီပြတယ်တရုတ်နိုင်ငံသားဝန်ကြီးဝန်ကြီးရဲ့ဩဂုတ်လခီးစဉ်ပြီး2024မှာဆိုကျွန်တော်တို့မြင်ရတာစစ်ကောင်ဆောင်ပီကင်းကိုဖိတ်ကြားခဲ့တယ်တရုတ်သမ္မတကိုလည်းတွေ့ဆုံခဲ့တယ်ပေါ့နော်ဆိုတော့2025မှာတော့စစ်တပ်ကပြန်ပြီးတော့ထိုးစစ်ပြန်ဆင်နိုင်တယ်လေကြောင်းအင်အားရှေ့လိုက်တာတော်ပြီခေါင်းစဉ်ကြည့်ပြီးတော့လန့်လို့တလန်ရေးတဲ့ပုံဆိုတာအနာဂတ်ရဲ့အစိုးရပဲတဲ့အဲ့ဒါကိုရီးယားဟိုလွန်ခဲ့တော့90ကနေဝင်ရဲ့အချိုးလာချိုးတော့မယ်ခုနေဝင်တို့ဗမာတက်မတော်ရပြီအပေါ်ရေးဆိုရဆိုတော့တမန်လောက်လာခဲ့တဲ့တိုင်းပြည်အနေနဲ့ယူခဲ့အချိုးတွေဒီမဲ့ဆိုနေဝင်တို့လောက်နေဝင်းတို့ရဲ့အမွေပေါ့အမွေကိုဆက်ခံမယ်နေဝင်းတို့ကလက်ဆင့်ကမ်းမယ်သူတို့ရဲ့တက်မတော်ရဲ့တစိမ့်တစ်ပိုင်းဖြစ်သွားမယ်တက်မတော်ရဲ့တစိမ့်တစ်ပိုင်းဖြစ်သွားမယ်အဲ့ဒီလူကပဲသမဏဖြစ်မယ်ဆိုတော့မသိရင်တော့ပြည်သူလူထုရဲ့အားနဲ့သမဏဖြစ်တယ်လို့ပေါ့နော်သူရဲကောင်းဖြစ်ဖို့အရေးကိုအရင်ဆုံးမြန်မာနိုင်ငံမှာတော်လိုင်းကလှုပ်ပေးလိုက်ရသေးတယ်စစ်ကောင်စီကိုတော်လန်မဲ့အုပ်စုကနေပြီးတော့တက်လာတဲ့လူကပဲပြည်သူလူထုကကြိုက်မှာလေကြိုက်မှာဆိုတော့စစ်ကောင်စီကိုတော်လန်တဲ့အုပ်စုရဲ့ခေါင်းဟိုဟာကိုယူလိုက်တယ်အုပ်ဆောင်ကိုဆောင်းလိုက်တယ်အမှန်တကယ်တော့စစ်ကောင်စီရဲ့လူပဲနှစ်သိန်းခွဲကစားတာနှစ်သိန်းခွဲကစားပြီးတော့ပြည်သူလူထုရဲ့အားကိုယူပြီးတော့မဘာသာလုံးမယ် NLD ဆိုရလိုမျိုးလုံးမယ် NLD ဆိုရလည်းလို့ပဲပြည်သူလူထုရဲ့အားကိုယူပြီးတော့မဘာသာလုံးသွားတာပြောမယ်ဆိုရင် तू ကလည်းစစ်ကောင်စီရဲ့ထုတ်ကုန်မယ် NLD ဆိုရလည်းအခုလဲမှာဗိုလ်ချုပ်ထုံးမြတ်နိုင်ရလဲ NLD ဆိုရထုတ်ကုန်မယ်ပြည်သူလူထုရဲ့အားကိုယူပြီးတော့မှစစ်တပ်ရဲ့အကြိုက်တွေလိုက်လို့တော့မှာဟာဒီတော့တော်ဟိုဒီဟုတ်တယ်တော်ညစ်ပတ်တယ်မကိုင်းနဲ့ကြောက်ပြီလေစစ်ပရင်တွေတော့ကြောက်ပြီလေတော်လိုင်းရေးလို့လေးစားတယ်ဒါပေမဲ့တော်လိုင်းရေးလုပ်တဲ့လူတွေတော်လိုင်းရေးပြီးရင်ကိုယ့်လိုကိုပြန်လုပ်ကြဥမာထုံးမြတ်နိုင်ဆိုလို့ရှိရင်ထုံးမြတ်နိုင်တော်လိုင်းသမားမဟုတ်သူကသူနိုင်ငံရေးသမားလုပ်ခိုင်းနေတာဆိုတော့နိုင်ငံရေးလောကထဲမှာဆက်ရှိမှာဆိုရင်တော့သူနိုင်ငံရေးကသူ့ကိုလူထုထောက်ခံမှုရဖို့ကတော့လက်နက်ကင်တော်လိုင်းရေးလုပ်ခဲ့တယ်ဆိုတော့တော်လိုင်းရေးမှာပါဝင်ခဲ့တဲ့စစ်ကောင်စီကိုတွန်းလှန်ခဲ့တယ်ဆိုတော့ဟိုဟာနဲ့မဲကိုသူယူကျင်တာမဲများကျင်တာတော်လိုင်းရေးတကယ်လုပ်ချင်လို့စစ်ကောင်စီတိုက်ချင်လို့မဟုတ်မဲကိုအိုင်နီးနဲ့ရကြတာငါတို့တော်လိုင်းရေးလုပ်တဲ့လူတွေကိုမဲမပေးတော်လိုင်းရေးလုပ်တယ်ဆိုတိုင်းမဲမပေးဘူးအရေးချင်းကိုကြည့်အောင်ဥပမာကွာငါတငယ်ချင်းချင်းလူမျိုးထန်တလန်ချမ်းအုပ်ဆန်းဥပဒေမဟာဥပဒေပွဲရတယ်သူထုံးမြတ်နိုင်ကဥပဒေပွဲရိုးပွဲတောင်မှပြီးကြောင်းတောင်ပြီးရလားမသိသူအရေးချင်းဟိုကလည်းတိုင်းရတာပဲသူလည်းတိုင်းရတာပဲဟိုကလည်းအင်္ဂလိပ်စာမှတ်တာသူထက်တောင်မှတ်တယ်ထုံးမြတ်နိုင်ကတို့ကြိုက်လို့အင်္ဂလိပ်စာမှတ်တာလားမမှတ်တာလားတော့မသိအင်္ဂလိပ်လိုတတ်တယ်ဟိုကချင်းလူမျိုးမလို့အင်္ဂလိပ်လိုလည်းမှတ်တယ်အတွေးခေါ်ယူဆစားလည်းဖတ်တလားမမင်းနဲ့တခုပဲကွာလက်နဲ့ကင်တော်လိုင်းမလုပ်လို့လားလက်နဲ့ကင်တော်လိုင်းလောက်ခိုင်းရမယ်တငယ်ချင်းတွေအကုန်လုံးလက်မဲ့ဖြစ်နေတယ်ကွာအခုကိုเจ้าနေပဲတငယ်ချင်းတွေထဲမှာအလုပ်ရသွားတာမာစတာပြီးလို့တော့မှပဲဥပဒေပွဲကိုမာစတာဥပဒေပွဲပြီးလို့တော့မှပဲအလုပ်များတဲ့လူတွေအများကြီးပဲသူတို့တွေကတစ်ချက်မှားသွားတယ်အဲ့လက်နဲ့ကင်တော်လိုင်းရေးတွေပါလုံနိုင်ငံရေးတွေပါဝင်လုပ်ပြီးတော့နေရာတစ်ခုယူလိုက်ရင်မြန်မာနိုင်ငံမှာတမရထိမှန်လို့ရတယ်အဲ့လိုမြောက်ပြရမှာလားအဲ့လိုဖြက်လန်းလိုက်လို့ရတယ်ကြော်တက်လို့ရတယ်အရေးချင်းအဲ့လိုကြော်တက်လို့ရတယ်
မြန်မာနိုင်ငံမှာတော်လိုင်းရေးလုပ်ဖို့မှတိုင်းပြည်ကောင်းဆောင်ဖြစ်မယ်ဆိုတော့အစိမ်းလာတွေရိုက်ချိုးရတယ်ဘယ်သူမှဆိုတော်လိုင်းရေးလုပ်ဖို့တဲ့လူမဟုတ်လို့ရှင်တက်မလာခင်နဲ့လက်နဲ့မကင်ဘူးတက်လာမလာခင်နဲ့ဆိုတာဟာမျိုးတွေလာတော့မှာအဲ့ရချာဆက်မကြည့်ဆက်မတပည့်ဆွဲခံနေရပါတယ်လေလူမျိုးရေးမခွဲကြတဲ့အမြင်တွေကိုလက်မခံလူမျိုးရေးခွဲကြရမယ်လေလူမျိုးရေးမခွဲကြလို့တဲ့ပေးစားဆဲဆက်မအဲ့ဒါလည်းခက်တယ်ဟိုမြေကြီးနဲ့ပတ်သက်တော့တိုင်းပြည်ပိုင်တယ်တဲ့မြေကြီးနဲ့ပတ်သက်ပြီးတော့နိုင်ငံကပိုင်တယ်နိုင်ငံသူနိုင်ငံသားတွေအနေနဲ့အခြားနိုင်ငံကပြည်ရောင်းမယောင်းတဲ့မယောင်းထိုက်တဲ့လူတွေကိုကိုပိုင်တဲ့မြေဆိုပြီးတော့ကိုလက်ဝယ်ရှိတဲ့ဟာကိုပိုင်တဲ့ဟာဆိုပြီးတော့အကြိုက်စေးရလို့ရှိရင်ရောင်းပစ်လိုက်မှာစိုးလို့ရောင်းညင်နိုင်ရောင်းလို့မရအောင်နိုင်ငံတော်ကချုပ်ကင်ထားတယ်တဲ့နိုင်ငံတော်ရဲ့မြေကိုချိန်မျိုးနိုင်ငံတော်ကသိမ်းတာတို့ရောင်းသူတို့နိုင်ငံတော်ကနေရောင်းညင်တဲ့လူရောင်းတာတို့လုပ်မယ်နောက်တချို့ဒေသတွေကြလို့ရှိရင်လေဒေသမှာရှိတဲ့ခေါင်းဆောင်ကပဲအဲ့ဒီဒေသရဲ့မြေကြီးကိုစီမံခန့်ခွဲခွင့်ဒေသမှာရှိတဲ့ခေါင်းဆောင်မဟုတ်လို့ဒေသမှာရှိတဲ့နယ်ခံတွေကပဲအဲ့ဒီမြေကြီးကိုစီမံခန့်ခွဲခွင့်ရှိတယ်အခြားအပြင်လူတွေကစီမံခန့်ခွဲခွင့်မရှိဘူးဘာဖြစ်လို့ဆိုတော့ဒီဒေတာတင်ငယ်အေဂျင့်ရေးကိုပြက်ပြားစေမယ်အခြားလူတွေဝင်လာပြီးတော့စီးပွားလောက်တာတို့ exploit မြတ်ထုတ်တာတို့လောက်သွားမယ်ဆိုလို့မြေကြီးနဲ့ပတ်သက်လို့ရှိရင်အဲ့ဒီစနစ်တွေကဒေတာခံတွေရဲ့ရဲရွာအကြီးကဲတွေရဲ့ဆုံးဖြတ်ချက်အတိုင်းပဲမြေကြီးနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်မယ်ဟိုဟာတူတယောက်ချင်းကနေပြီးတော့ငါပိုင်နေဆိုပြီးငါလှုပ်ချင်တာလှုပ်လို့မရဘူးဆိုပြီးတော့ဘုံနေနဲ့ပဲထားမယ်ပေါ့မြေကြီးကိုဘုံနေနဲ့ပဲဒီဒေတာဆိုရင်ဒီဒေတာရဲ့ဘုံပိုင်တယံဇာတာဆိုလဲဒီဒေတာကလူတွေပဲဒီတယံဇာတာကိုနဲ့ပတ်သက်ပြီးတော့တူတယောက်ပိုင်မရဘူးခေါင်းဆောင်အနေနဲ့လည်းမရဘူးအဲ့ဒီဒေတာမှာရှိတဲ့တယောက်တော့သူကနေပြီးတော့လဲအများကြီးပိုင်ပြီးတော့ဥပမာငါဝယ်ထားလို့ငါပိုင်တာဆိုပြီးတော့လဲငါလှုပ်လို့မရဘူးတန်နာရာစီးပွားရာချက်ချင်တိုင်းချက်လို့ရမယ်မြေကိုချက်ချင်တိုင်းချက်လို့မရဘူးအားလုံးကဘာလို့လဲဆိုတော့အားလုံးပိုင်တယ်အားလုံးနဲ့ဆိုင်တာဖြစ်တဲ့အတွက်တယံဇာတာအဲ့ဒီရေတယံဇာတာမြေတယံဇာတာတွေအားလုံးစားခွင့်ရှိရမယ်ဥပမာဒီဒေတာမှာအင်းဆိုပြီးတော့အင်းလာဆောက်တယ်ဆိုပြီးတော့တစ်% ရှိရဲ့လူကအင်းဆောက်လိုက်တယ်အဲ့ဒီရေရထွက်တဲ့ငါးတွေတရဝါတွေကိုသူတို့စီးပွားလုပ်တယ်ဒေတာကန်တွေကမစားရတော့ငါမစားရတော့အဲ့လိုတွေမဖြစ်သင့်ဘူးဒါကြောင့်မလို့ဒီဒေတာမှာရှိတဲ့ငါးတွေမြေချောင်းအင်းအိုင်တွေကဒီဒေတာကန်တွေစားဖို့အတွက်ပဲအားလုံးအတွက်ဘုံနေနဲ့ပဲထားရမယ်ဆိုတဲ့ဟာကအင်္ဂလိပ်တွေလည်းအားပေးတယ်ဘယ်လိုမှဆိုဘယ်သူမှညင်းလို့မရတဲ့အချက်အကောင်းဆုံးအချက်ပြိပခနဲစေဆုံးအချက်တရားမျှတမှုအရှိဆုံးအချက်ဆိုပြီးတော့အားလုံးထောက်ခံထားကြတယ်အဲ့ဒါမြေကြီးနဲ့ပတ်သက်ရင်အဲ့နဲ့ဒန်းတူမိန်းမတွေကိုလည်းအဲ့လိုမျိုးလုပ်ပြန်တယ်မိန်းမတွေကမြေကြီးမှမဟုတ်တာမိန်းမတွေကိုလည်းအဲ့လိုမျိုးတဲ့ဒီဒေတာဒီလူမျိုးဒီဘာသာဝင်ဒီမျိုးသမီးတွေဟာဆိုလို့ရှိရင်သူတို့ယူခြင်းတဲ့လူနဲ့ယူပေါင်းခြင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်မျိုးပွားတဲ့ကိစ္စတွေမှာပြဿနာတက်လာမှာဆိုလို့ဆိုပြီးတော့အကန့်အသတ်တွေအများကြီးထားတယ်ပြောမယ်ဆိုနိုင်ငံတော်ပိုင်းလိုမျိုးလုပ်ထားတယ်ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးထိမ်းမြလက်ထက်ရဲ့အထူးဥပဒေဆိုပြီးပြဋ္ဌာန်းပြီးတော့ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများကိုအခြားသူများကလက်မထက်ရဲအလားအောင်ကိုအခြားသူများဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးကိုလက်ထက်လို့တော့ဒုက္ခလက်ရောက်သွားမယ်ပစ္စည်းခွဲဝေရင်းနဲ့ရင်းနဲ့ပဲဖြစ်ဖြစ်အမွေခွဲဝေရင်းနဲ့ပဲဖြစ်ဖြစ်နောက်ပြီးတော့ဟုတ်တယ်နော်ဘယ်လိုနီးလန်းနေဖြစ်မလဲဒီကရည်ရွယ်ချက်ကတော့ဗုဒ္ဓဘာသာဝင်တွေမိန်းမတွေကိုလည်းအခြားလူမျိုးတွေကမယူခြင်းစေရဘူးဗုဒ္ဓဘာသာဝင်မိန်းမတွေကလည်းအခြားလူမျိုးကိုမယူခြင်းစေခြင်းရအောင်ယူတာနဲ့စိတ်ကူးရင်တာနဲ့တပြိုင်နဲ့သစ္စာပေါင်းမှဆိုပြီးတော့လူတိုင်ဝိုင်းကြားထဲမှာဝင်လို့မဆန့်အောင်ကိုနှိတ်ကိုမှာအနှိတ်ကိုတဲ့ညီကိုကျင့်သုံးခဲ့တာဗုဒ္ဓဘာသာဝင်မျိုးသမီးတွေအခြားဘာသာဝင်တွေလည်းမယူရဲဘူးယူတာနဲ့ဘယ်လိုဖြစ်လဲအမိမလူမဖြစ်တော့ဘူးအမေမလူတော်ထဲမှာတိုးလို့မရအောင် तू ကမသိလို့ရှိရင်ပြစ်မှုကြီးပဲကျူးလွန်ထားတဲ့သူလိုမျိုးသမုတ်ခံရတာအဲ့ဒါကဟိုခေတ်တုန်းကဟိုဗာလဲအတိတ်ပဲမရှိဗာလဲစာလီလေးတဲ့လွင့်သွားလို့မျက်နှာပေါ်သွားလို့ဆိုပြီးတော့အဲ့ဒီမျိုးသမီးကိုရေထဲကိုဆင်းပြီးသိခိုင်းတဲ့စနစ်မျိုးနဲ့တွားတူနေတယ်ဒီဗုဒ္ဓဘာသာမှာလဲဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများအခြားဘာသာဝင်များနဲ့ထိမ့်မြလက်ထက်လို့ကတော့တွားပြီးသူတပည့်အစ္စလာမ်ဘာသာဝင်နဲ့လက်ထက်လို့ရှိရင်တွားပြီးမြေမြုပ်သိညုပ်ပြီးသိခါရစရာမရှိတော့အဲ့လိုမျိုးလုတ်ခဲ့ကြတဲ့နီးနဲ့ဒီမိန်းမတွေကိုနိုင်ငံတော်ပိုင်းလှုပ်ထားတယ်သူတို့စစ်ဘိုးတွေကြတော့ယူကျင်တိုင်းယူတာ
ယူချင်တိုင်းယူတာတယောက်ထမ်းမဟုတ်၄၅ယောက်ယူတာမိန်းကလေးတွေမြန်မာမိန်းကလေးတွေဆိုသူတို့စပွန်ဆာပေးထားတယ်အများကြီးပဲစစ်ပိုတွေကစစ်ပိုတွေပဲဖြစ်ဖြစ်ခရိုနီတွေပဲဖြစ်ဖြစ်မြန်မာသူတို့ပဲယူရမယ်သူတို့ဒီမြန်မာမျိုးသမီးများအာကက်တင်ရှင်ဖြစ်သည်ဒုက္ခရောက်နေတော့မိန်းကလေးများအာကက်တင်ရှင်ကသူတို့ပဲဖြစ်ရမည်သူတို့ပဲဖြစ်ရမည်အဲ့လိုပြောနေလို့ဟိုလူမျိုးဒီလူမျိုးဟိုဘာသာဝင်ဒီဘာသာဝင်ကိုစိတ်ကူးရင်ပြီးပြောနေရမဟုတ်ကိုချရာဘကိုရက်တဲ့မိန်းမယောက်ျားဆိုလဲတချို့တွေကမိန်းမဆိုလို့ရှိရင်ဗာလဲဘယ်လို shadow ပေါ့ယောက်ျားတယောက်ရဲ့ shadow ကိုပြည့်တဲ့မိတဲ့ဖေရလာရပဲနာဆိုပြီးတော့ယူမိတဲ့ယောက်ျားကိုမြဲအောင်လို့ရေးစူးစမ်းအထောက်မှုပေါင်းစုံနဲ့စူးစမ်းအထောက်ရတယ်အယုံသွင်းရတယ်လိမ်မာရတယ်ပါနက်ကရတယ်တွေးခေါ်ယူစားရလည်းမရှိအောင်ဒီယောက်ျားရဲ့စကားတွေကိုပဲနာခံရတယ် shadow ဒီယောက်ျားကိုလုံးဝမကြော်လွန်နဲ့ဒါဆိုအိမ်အောင်မြဲတယ်ဒါဆိုလို့ရှိရင်ဒီလိုမျိုးနဲ့နီးနဲ့လည်းညီမဗုဒ္ဓဘာသာဝင်မျိုးအမျိုးသမီးတို့နိုင်ကျင်ထားတယ်အိမ်အောင်မြဲအောင်လုပ်ရမယ်အိမ်အောင်ကမိန်းကလေးတွေအနာခံပြီးထိန်းသိမ်းရမယ်ဆိုပြီးဘယ်မှာလဲအဲ့ဒါဆိုလို့ချင်းတိုင်းပြည်အတွက်အစွမ်းရအရင်မြစ်ဆွမ်းလူဆွမ်းအရင်မြစ်အဲ့ဒီမျိုးသမီးရဲ့ရာခိုင်နှုန်းမြန်မာနိုင်ငံမှာယောက်ျားရာခိုင်နှုန်းထက်ပိုများလားမသိဘူးတေချာဘောက်ကမနေဘူးအဲ့မနေလာတော့မျိုးသမီးတို့ကြီးရဲ့ဆွမ်းအားတွေပျောက်သွားမှာပေါ့အဲ့ဒီယောက်ျားတွေမတော်သမျှညံ့သမျှအဲ့ဒီယောက်ျားတွေရဲ့အရှဲတို့အနေနဲ့ပဲနေရတဲ့မိန်းမတွေအလိုလိုလိုက်ညံ့ပေးရတယ်ရေမြင့်မှကြာတင်တာရေမမြင့်တော့ကြာမတင်သူတို့လည်းမတော်တော့အောက်ကမိန်းမတွေသူတို့ရဲ့မိန်းမတွေကလည်းမတော်နှစ်ယောက်ပေါင်းတော့သွားရောအကယ်၍သာယောက်ျားလေးလည်းတော်ချင်တော်မယ်မတော်ချင်လည်းမတော်ဘူးမတော်ခဲ့လို့ရှိရင်မိန်းမတွေကတော်သွားလို့ရှိရင်မိန်းမတွေရောက်သွားလို့မိန်းမတွေနေရာရောက်သွားလို့ရှိရင်တိုင်းပြည်ကပုံမကောင်းအဲ့လိုမျိုးအဲ့ဒါတခါလေကြားလို့ရှိရင်ဟုတ်တယ်ဟိုမှာလောက်ထားတယ်ဟုတ်ပြီအဲ့ဒီမြန်မာမျိုးသမီးများသည်ကိုယ်ယုံကြည်ချက်နဲ့ကိုယ့်ရဲ့ခံယူချက်နဲ့ကိုနေကျင်တယ်ဆိုလို့ရှိရင်အပြိုကြီးလုပ်ရတယ်အိမ်အောင်ပြုလို့ရှိရင်အဆင်မပြေဘူးကိုယ်ပိုင်ယုံကြည်ခွင့်ခံယူခွင့်မပေးဘူးပို့ကြမယ်အဲ့ဒီဘာမှမဟုတ်တဲ့ကောင်တွေကပို့ကြမယ်ရိုက်နှက်မယ်ဗမာချင်းဖြစ်တာပဲဆိုရိုက်လက်ခံမူသမားလုံးမကြွေးဘူးဆိုလဲပါအောင်နဲ့ယူနေလဲပါအောင်နဲ့မိန်းကလေးကညီမဒလေထုံးတဲ့ဥပဒေမှာယူနေတဲ့ယောက်ျားလုံးမကြွေးတဲ့ယောက်ျားကွာရှင်းခွင့်မရှိဘူးနာကြီးအောင်လုပ်တဲ့ရိုက်နှက်တယ်ဆိုတော့မှတယုံတစ်ချက်တလေရိုက်တာလင်းနဲ့မရကထောက်ကစားဖြစ်တာမလို့ကွာခွင့်မရှိဘူးတဲ့ကာကန်ရှာပေါင်းရမယ်တဲ့အလုံးအင်မတန်ရိုက်မှနောက်ပြီးတော့ရိုက်ခံရတဲ့သူကအမဂုံတိတ်ခါရှိတော့အမျိုးသမီးဖြစ်ပါလေရဲ့နဲ့သူရိုက်တာမျိုးဆိုလို့ရှင်တော့ကွာခွင့်ရတတ်တယ်ဒါမျိုးဆိုရင်ကတော့ရိုက်လက်ခံလိုက်ဆိုတဲ့ပုံစံမျိုးမှရှိတယ်နောက်ပြီးတော့အဲ့လိုဖြစ်အောင်မိန်းကလေးတွေနိုင်ငံတော်ပိုင်ဖြစ်ထားတာဖြစ်တဲ့အတွက်မိန်းကလေးတွေကိုဟိုအလုံးမထားဘူးဟိုစာတင်ရမယ်တို့မိန်းကလေးတွေကိုဦးစားပေးရမယ်တို့ဆိုတဲ့စနစ်တွေကိုထုံးကောင်းလုံးမထားဘူးလုံးမထားတဲ့အတွက်မိန်းကလေးတွေကလိုနဲ့ဗမာကောင်တွေရဲ့မူးသမားယူသမားတွေကိုမကြော်နိုင်ဘူးသူတို့မှအလုံးမရှိတိုင်းမရှိတော့လှုပ်ကျွေးသမျှနဲ့ပေါင်းရတယ်နှစ်ကြက်တဲ့ပေါင်းရတယ်နှစ်ကြက်ပေးလဲပေါင်းရတယ်ဘာမှမပေးလဲပေါင်းရတယ်ပြောချင်တာကမိန်းမတွေဒီယောက်ျားကိုယူပြီးတော့ကိုဘွားကိုဆောက်ရမှာမဟုတ်ဘူးယောက်ျားတွေကိုအာကိုပြီးဆောက်ရမှာမဟုတ်ဘူးကိုပိုင်စွမ်းစားနဲ့ကိုပိုင်ရည်ချင်းနဲ့တိဆောက်ရမှာအဲ့ဒါကိုအားပေးရမှာကိုယုံကြည်ကျင်တာကိုလည်းယုံကြည်ရမယ်ကိုပြောချင်တာလည်းကိုပြောကိုအထင်ကြီးကျင်တဲ့လူလည်းကြီးမယ်ဗမာဖြစ်တာနဲ့အထင်ကြီးဗမာမဟုတ်ရင်အထင်မကြီးနဲ့လည်းတော်ချစ်ချင်တယ်ဗမာမဟုတ်တဲ့လူအထင်ကြီးမိလို့ရှင်သွားပြီတရားချစ်ချင်းပြေးသားခံရပြီတရားချစ်ချင်းတရားချစ်အဲ့ဒါကြီးမလေးအော်စရာကြီးသူ့ဘွဲကသူ့ဘွဲက LB ဘွဲပဲရတာသူတော့ခဲ့တာဆိုလို့သူတော်ခဲ့တာဆိုလို့သူစစ်တက်အကြိုက်လိုက်ပြီးတော့သူဗာလဲဟိုက BG ကလောက်ခဲ့တယ်ကွာဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါတော့ဗာလဲစစ်တက်အကြိုက်ကိုလိုက်ပြီးတော့သူနေကြားဆောင်တက်လောက်ခဲ့တယ်သူမရှိတဲ့အပြစ်မရှိ
အပြစ်မရှိတဲ့ဟိုလူတွေကိုရမဲချပြီးတော့နှင်ထုတ်ရိုက်တက်ရိုက်ပုတ်နှိပ်ဆက်ကလူပြုတ်ထွက်ပြေးအောင်လုပ်တဲ့အတက်ပဲသူတက်တာအဲ့ဒါလုပ်ခဲ့တယ်စစ်တပ်ကိုစားသူလုပ်ပေးခဲ့တယ်တအားတော်လို့စစ်တပ်ကဆုချမယ်သူ့ကိုအခုဆိုသမရတာရာတခုရာထားပြီတဲ့အော်ကြာသူသမရပေးမယ်တဲ့ AR သတင်းဌာနသမရပေးမယ်တဲ့ဘာတော်အောင်ပဲနေတော့သူ့လိုလူတွေအများကြီးပဲပြောချင်တာကအရေးချင်းချင်းရှင်လေသူလည်းမရွေးပြိုင်ခွင့်မရှိမှုလို့ပြိုင်ဒါပေမဲ့ငါတို့ကျန်တဲ့လူတွေလည်းလက်နက်ကင်ဒေါ်လာရေးလုပ်တယ်ဆိုတဲ့လူတိုင်းကိုအထင်ကြီးပြီးတော့ယာတုပေးခြင်းပေးငါတို့တော့လက်နက်ကင်ဒေါ်လာရေးမလုပ်တဲ့လူလည်းတော်လို့ရှိရင်ငါတို့ကမဲပေးမယ်ထွက်လာကြလိမ့်မယ်လူတွေအကြံထွက်လာကြလိမ့်မယ်တော်လာရေးမှာနာမည်ကြီးလာတဲ့လူတွေအကုန်လုံးကစစ်တပ်ကနေနာမည်ကြီးအောင်လုပ်ပေးထားတယ်ဖဲမဲဖဲအဲ့ဆိုစစ်တပ်ကနာမည်ကြီးအောင်လုပ်ပေးထားလို့နာမည်ကြီးအောင်လုပ်ပေးထားမယ်ပြီးလို့ရှိရင်သူတို့ရဲ့အမိန်ဩဇာကိုနာခံတဲ့လူတယောက်အနေနဲ့သူတို့နေရပေးမယ်အဲ့ကောင်တွေကဘာမှမဟုတ်တဲ့ကောင်တွေထုံးမြတ်နိုင်လို့ကောင်းတယ်သူ့ကိုပေးမယ်ဆိုလို့ရှိရင်တခြားတော်တဲ့လူတွေပဲနေမှာတော့နေရတိုင်းပြည်ကိုဘယ်လိုစီမံခန့်ခွဲပြီးအုပ်ချုပ်စစ်တပ်ကလူတွေကနေပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘဝတော့ပါတော့တော်လန်ရေးကိုအကြောင်းပြုပြီးတက်လာတဲ့လူလည်းလက်မခံတော်လန်ရေးလောက်တာလည်းလေးစားတယ်ချီးကျူးတယ်တော်လန်ရေးပြီးလို့ရှိရင်တော်လန်ရေးပြီးကိုလိုကိုပြန်လို့မာဝီတို့ဆိုလို့ရှိရင်သူငကိုကအသီးဖြော်လာပါလားမသိအသီးဖြော်လာလားအသီးစိုက်တာလားအဲဖြော်ရေးလောက်တာလားအရက်ဆက်တာလားအရက်ချက်တာလားအဲ့ဒါပြန်လို့တိုက်တာလည်းမဟုတ်မာဝီတိုက်လို့လည်းဘာမှလည်းမဖြစ်မာဝီဝါဖြိုးနေသူ့တော့ကသူ့လူသေးတာပဲရှင်သူ့လက်အောက်ကလူတွေသေးတာ तू မသိဘူးထုံးမြတ်နိုင်လဲချောမောလှပမင်းသားတစ်ပါးပဲသူ့လက်အောက်ကလူတွေပဲသေးတာ तू မသိဘူးတော်လိုက်ရေးသမားမှန်ရင်အစ်စ်မှန်လို့ရှင်ကျိုးရမယ်ပဲ့ရမယ်သေရမယ်အဲ့ဒါတကယ်အသက်ပေးသွားတာအဲ့ကောင်တွေကသေစရာရှိတဲ့နေရာတွေကြီးနေသွားတာအဲ့ဒါပဲတင်သာကိုရီလိုမျိုးလူမျိုးတွေတော်လိုက်ရေးလို့ဆိုလို့ကျသေရမယ့်နေရာပဲကိုနေမှာမသေရမယ့်နေရာသူများတွေထားပြီးတော့ဟိုးဗလဲဟိုးထုံးမြတ်နိုင်ဘယ်ကနေရောက်လာရခိုင်ပြည်နယ်ကို10နှစ်လောက်နေမှရောက်လာတယ်အဲ့တော်လိုက်ကလာတခြားလို့ဘယ်နိုင်ငံမှာသွားသိဘယ်လိုလုပ်တော်လိုက်ရေးလောက်တာသေရမယ့်နေရာနေလေဘလို့လဲတော်တော်ပဲနော်အဲ့ဒါအထင်ကြီးတဲ့လူရရှိသေးတယ်အောင်ပါအလိုလိုနေမသေးရမယ့်နေရာရောက်သွားတာတော်လန်ရေးသမားလားတော်လန်ရေးသမားသူကိုယ်တိုင်အသေးခံပြီးတိုက်ပြီးတော့မှတော်လန်ရေးထဲမှာစစ်ပွဲတွေကြားထဲကနေပြီးတော့မှအသေးခံတော့ तू ကပွဲတိုင်းမှာ तू အသက်ကိုရင်းခဲ့တော့ तू ရဲ့လက်အောက်ငယ်သားတွေက तू ကိုလေးစားရင်နဲ့ तू ကပိုဖြစ်တာဘိုးဆိုတာလက်ကားနေလက်ကမိုးကြရွှေကိုလိုမျိုးလက်နဲ့ရှာပေးတယ်ဖန်ရှိတယ်အဲ့လက်နဲ့ကတော့ရှာပေးနိုင်တယ်ဖန်ရှိနိုင်တယ်သူတို့တနည်းအားလည်းပေးမှာပေါ့စစ်တပ်ကလည်းပေးမှာပေါ့အဲ့လိုရှိတဲ့လူတိုင်းတော်လိုင်းကြီးမှာတော့ပြောမယ်ဆိုလက်နဲ့ရှာနိုင်တဲ့လူငွေရှာနိုင်တဲ့လူကအဲ့လိုနဲ့ဘိုးနေရအောင်ရတယ်အမှန်တကယ်ဘိုးနေရဆိုတာအသေးခံတိုက်တဲ့လူအသက်ပေးတဲ့လူကပိုရတယ်လက်နဲ့တို့ဘာလို့ကတော့ပြည်သူလူထုကပေးရတာပြည်သူလူထုပေးလို့ရတာသူတို့ရှာလို့ရတာမဟုတ်တော်လိုင်းမှာတကယ်စိတ်ရှိတဲ့လူကတေးခံတာတေးမဲ့နေရာတွေမှာကြော်နေလို့တေးကုန်ကြတာတော်တော်များများပဲလေးစားခြင်းအဲ့လူတွေကိုလေးစားဘယ်နေရာတော့လဲစစ်တပ်နဲ့ဂတိကဝက်လုပ်တဲ့နေရာမှာတော့လားအပေးယူလုပ်တဲ့နေရာမှာတော့လားဟုတ်ပြီလေစစ်တပ်နဲ့အပေးယူလို့ဟိုပြည်နယ်ကြီးတစ်ခုလုံးရပြီဆိုလို့ရှိရင်တော့လောက်ကန်ခွန်လန်းနေပါလားသူဖန်တီးပေးနိုင်ဖန်တီးပေးသွားနိုင်ပြီအဲ့တော့ငါတို့လူလူတွေကငါတို့လူငယ်တွေကငါတို့ကိုလိုသူလိုကောင်းကနေပြီးတော့လောက်ကန်ခွန်လန်းပြန်ပေးတဲ့ဟာကိုပေးရတယ်ကျေးဇူးတင်ပြီးတော့ထားရပြီးတော့နေတော့မှာလားသူ့လက်အောင်မှာနေလဲနေမှာပေါ့သူ့လောက်မှအဖားမတော်တဲ့ကောင်သူ့လောက်မှစစ်တပ်နဲ့မပေါင်းနိုင်တဲ့ကောင်နေမှာပေါ့တိုင်းပြီးတော့ကောင်းလာကြအကြောင်းမရှိဘူး
စစ်တဲ့အောက်မှာနေပြီးတော့နေရာရဖို့စူးစမ်းတာမှခက်အောင်မလားဘာလဲငါစားမယ်လားဇီးတီရောက်လာလားစစ်တဲ့အောက်မှာနေရာရဖို့အစိုးရဝန်ထမ်းဖြစ်ဖို့ဆိုလို့ရှိရင်စစ်တပ်ကစစ်သားဟုတ်တာရေးချင်းမရှိဘဲနဲ့နေရာပေးရင်ပေးမယ်ကျန်တဲ့ဌာနဆိုင်ရာတွေကြလို့ရှိရင်တကုံစူးစမ်းတာတရားပဲမှန်းရတာ 爸爸一个 တရားရှင်းပြန်ရတာ 基地的， အဲ့လိုမျိုးတွေမှာရှင်းပြန်ပြီးတော့အလုပ်ကိုရအောင်မလုပ်နိုင်လို့ 多近吗？我们打多近了。这个 ကိုးတွေကများ 嗯，家乡的猫， ကျွေးရလက်ကကျွေးရလက်ကကျွေးတဲ့ဇီးတီဆိုငါကြီးမများတော့စားလိုက်တော့မယ်နော်ပိုးပါလဲငါဖယ်စားလိုက် 不要，就等我几下生，等我。 အေးငါတိတ်မကြိုက်ဘူးတိတ်မကြိုက်ဘူး 不在。 ဒီတော့ပေးလိုက်နော်သူကတဝက်တော့ကောင်းတယ်ဇီးတီတစ်လုံးကိုသူကအနာလေးဖယ်လိုက်ရင်တော့တဝက်ကအကောင်းရတယ်တဝက်ပေးခဲ့အိမ်မှာတဝက်ပေးခဲ့ဒီလားကောင်းဒီလားငါလက်ကားရတယ်ဆိုတော့ငါယူလိုက်မယ်နော်ကျေးဇူးတင်ပါတယ်ရှင်ဝမ်းကြာပါ